ကြည့်နေတဲ့သူထဲမှာဗုဒ္ဓဟူးနဲ့တောက်ကြလေးတွေပါတယ်ဆိုရင်ဒီဗီဒီယိုကိုဆုံးထိကြည့်ပေးပါဗုဒ္ဓဟူးရောတောက်ကြတော့ကရေဓာတ်ကိုကိုစားပြုတဲ့နေ့နယ်နေဖြစ်တဲ့အတွက်အနေအေးကြတယ်နာချက်တွေကိုမဖွင့်ပြဘဲနဲ့ညုံစီနေတဲ့ဗုဒ္ဓဟူးလေးရကြတော့ကလေးဆန်နေဖြစ်ဖို့လည်းကောင်းတယ်စိတ်ကလည်းခဏခဏကောက်တတ်တယ်သူတို့စိတ်ကောက်တဲ့ပုံစံကကြတော့လူကြီးလိုမျိုးတီးကောက်တာမဟုတ်ဘဲနဲ့ကလေးလိုမျိုးခဏနေစိတ်ကောက်မယ်ပြီးွားရင်သူ့ကိုမချော်ရင်လည်းခဏနေသူမိသွားပြီးတော့သူ့ဟာသူစိတ်ပြန်ပြေသွားတယ်ဒါကတော့ဗုဒ္ဓဟူးတွေပါဒါပေမဲ့သူတို့ကိုပြဿနာမပေါင်းမိပါခြင်းနဲ့သူတို့ပြတ်သားပြီဆိုလို့ရှိရင်လူတယောက်ကိုလုံးဝနောက်လည်းမကြည့်တော့ပါဘူးကြားမင်းစင်တိုင်းတော့အဲ့ relation ကမရတော့ပါဘူးသူတို့စိတ်မနာခင်တော့အရန်အနွန်နာခံအရန်ချစ်တတ်တယ်တငယ်ချင်းလေးပေါ်လဲချစ်သူပေါ်လဲခံပြီးတော့တတ်တယ်ဟောကြဆိုတဲ့အတိုင်းပဲငြိမ်မနေဘူးတဝင်တအားတူတယ်တစွထိုးတစ်ဆောက်ကန်လောက်တယ်တခုခုဆိုရင်တန်ရောစင်တွဲမိရင်တန်ရောစင်မပြတ်နိုင်ကြဘူးအဲ့ကြတော့သူတို့ညောက်ကိုကြည့်ရင်အမြဲတမ်းပဲရမ်းဖြစ်လိုက်ပြန်ချစ်လိုက်ရမ်းဖြစ်လိုက်ပြန်ချစ်လိုက်တယောက်ကလည်းကောက်မယ်တယောက်ကလည်းတဝင်တိုးမယ်ဒီ relationship လေးကိုရေရှည်မှာအဆင်ပြေစေချင်တယ်ဆိုလို့ရှိရင်เนาะတောက်ကြလေးတွေကလည်းတစွထိုးလောက်တတ်တဲ့အကျင့်တွေကိုနည်းနည်းလေးလျှော့ပေးပါဗုဒ္ဓဟူးကလည်းကလေးဆန်ပြီးတော့စိတ်ကောက်တဲ့အရာတွေကိုနည်းနည်းချင်းလျှော့ပေးနိုင်လို့ရှိရင်တော့ပျော်ရွှင်စရာအချစ်ရေးအိမ်တော်ရေးလေးဖြစ်မှာပါအခုကြည့်နေတဲ့အချိန်မှာဗုဒ္ဓဟူးနဲ့တောက်ကြအတွဲလေးတွေပါလို့ရှိရင်ဘယ်နှချမ်းလောက်တူလဲဆိုတာကိုမှတ်မှတ်ရှိပေးခဲ့ပါဦးနောက်ထပ်သိချင်တာလေးတွေရှိတယ်ဆိုရင်လည်းမှတ်မှတ်ရှိပေးခဲ့ပါဗီဒီယိုမိတ်မယ်ဆိုရင်တော့ဆရာမရဲ့ Viber နံပါတ်မှာလာမေးလို့ရပါတယ်